မဂ္ဂင်၈ပါးနဲ့ဥပ္ပဒေထွက်တယ်မဂ္ဂင်၈ပါးမှာယုတ်အတ္တယုတ်တိလယုတ်တရားအပြည့်အစုံရှိတဲ့အတွက်ကြောင့်မဂ္ဂင်၈ပါးဟာခန္ဓာ၅ပါးတရားနဲ့တွဲရှုလို့မရဘူးတမာဒိဋ္ဌိဟာအမှန်ကိုခွဲခြားတတ်ဖို့ရစာပေကျမ်းဂန်သင်ယူခြင်းစာပေဖတ်ရှုခြင်းရုပ်ရှင်ဂီတအမှုပညာများဖြင့်အမှားအမှန်ကိုပေါ်ပြခြင်းဖြစ်တယ်။တမာသင်္ကပ္ပမှန်ကန်တဲ့အကြံစီကြီးမိမိရဲ့အကြံစီကြီးအောင်မြင်မှုအတွက်ဆရာသမားကောင်းများထံမှစမှုလက်မှုအတတ်ပညာတွေသင်ကြားခြင်းဖြစ်တယ်။ဒါကြောင့်တမာဒိဋ္ဌိနဲ့တမာသင်္ကပ္ပရုပ်အတ္တမှာတမာသင်္ကပ္ပကလွန်စွာအရေးကြီးတယ်။ယုတ်တိလမှာတမာကမ္မန္တကဥဆောင်တယ်တမာဝါစာမှန်တာကိုပြောဆိုခြင်းဖြစ်တော်တယ်အများကောင်းကျိုးအတွက်မိမိကအနစ်နာခံပြီးလိမ်ညာပြောဆိုခြင်းကလည်းတမာဝါစာမြောက်တယ်တမာကမ္မန္တမှန်ကန်တဲ့အလုပ်လှုပ်ဆောင်ခြင်းဖြစ်တော်လေအများကောင်းကျိုးအတွက်မကောင်းသူပဲကောင်းသူကယ်နိုင်ရသူ့အသက်ကိုတတ်လို့ရငါးပါးသီလစောင့်ထိန်ခြင်းမဟုတ်ဘူးတမအာဇီဝငါးပါးသီလစောင့်ထိန်ခြင်းမဟုတ်ဘူးပြစ္ဆုတ်ပံမှာလူများနဲ့ထိခိုက်မျက်နှာမှုမရှိအောင်စိုက်ပျိုးမွေးမြူနေထိုင်စားတောက်ခြင်းဖြစ်တယ်ယုတ်တရားမှာတမဝါယာမကဥဆောင်တယ်တမဝါယာမကမှန်ကန်တဲ့ကျင့်ကြံနိုင်လို့ရအတွက်အာယုံကအထူးအရေးကြီးတယ်ဘုရားရှိခိုးခြင်းဆုတောင်းမေတ္တာပို့ခြင်းတွေကအာယုံဖြစ်တော့လေမတိကြဘူးခန္ဓာ၅ဂုဏ်တော်၉ပါးပဋိစိတ်ခြင်းဟာဂုဏ်တော်12ပါးနဲ့ပဋိတပါးကန့်ညီလို့ရှိရင်မိမိရဲ့အာယုံဟာတိကျသိကြတယ်။ဒါကြောင့်မို့ဂုဏ်တော်၉ပါးပဋိစိတ်ခြင်းဟာခွဲစိတ်လို့မရဘူးဂုဏ်တော်၉ပါးပဋိကိုခွဲပြီးတော့တစ်ခုချင်းစီစိတ်ရင်အာယုံဟာသိပါတယ်။အာယုံဆိုတာပြစ်လိုက်တဲ့များမရောက်သေးတဲ့အချိန်ကိုအာယုံလို့ခေါ်တယ်တမာတတိတတိဟာအတိစိတ်မဟုတ်ဘူးတတိဟာတွေးမှဖြစ်တဲ့အတွက်ကြောင့်အတိတ်ကအကြောင်းကနေပြန်လည်ပုံပြတယ်တတိမှာဒါကြောင့်တရားထိုင်ရမှာဘာကိုမှရှုမှတ်စရာမလိုဘူးခန္ဓာကိုယ်ဖြောင်းမှတည်ငြိမ်စွာတတိဆောင်ထားခြင်းပဲဖြစ်တယ်ခန္ဓာကိုယ်ဖြောင်းမှတည်ငြိမ်ဖို့ရအတွက်ကြိုတင်ပြင်ဆင်ခြင်းအတ္တပညာဖြစ်တတိကိုရရှိတယ်မျက်လုံးဖွင့်ပြီးတော့မျက်စိပေါ်မျက်တောင်မခတ်အောင်မျက်စိပေါ်တတိလေးတင်ထားခြင်းဖြစ်လေတတိကိုဖြစ်ပေါ်စေတယ်တမာတိ